တီရီဟာဗီဒီယိုကိုဖွင့်လိုက်တဲ့အခါမှာကြောက်စိမ့်လေးကောက်နှစ်ကွင်းကိုတွေးလိုက်ရပါတယ်ပြီးတော့ကိုမြင့်မြတ်ကိုဖုံးဆက်ပြီးရှေးဟောင်းပစ္စည်းတွေကိုအကဲဖြတ်ဖို့ပညာရှင်ကိုပါအပါခေါ်ခိုင်းလိုက်ပါတယ်ပစ္စည်းတွေအကုန်ရောင်းလိုက်တာတန်900ရလိုက်ပြီးတော့အိမ်ကိုဝယ်တာကတန်200ပဲပေးလိုက်ရတာဗျာတီရီတိတ်တော့မမျက်ရှာပါဘူးတီရီဟာသူရတဲ့ပတ်စံတွေကဘီလီယံပြည့်သွားတဲ့အခါမှာသူ့မျက်လုံးကိုအစင်ထက်မြင့်ပေးဖို့ချမ်းသာခြင်းနဲ့ဖျားကိုထပ်ပြီးပူစော်ပါတော့တယ်ချမ်းသာခြင်းနဲ့ဖျားကလည်းလောက်ဝက်အတွင်းမှာတဘီလီယံပြည့်အောင်ရှာနိုင်ခဲ့လို့ဂုံပြူစကားပြောတာပေါ့ဂုံပြူချီးမြင့်တဲ့အနေနဲ့ထိုးဖောက်မြင်ရတဲ့အစွမ်းကိုမတီရီရရှိသွားပါတော့တယ်မင်းတော့အဲ့စွမ်းရရင်ပစ္စည်းတွေအကုန်မှမတုံးဘူးဗျဟဲချမ်းသာခြင်းနဲ့ဖျားက10ဘီလီယံထက်ရှာနိုင်တဲ့အခါမှာလဲစုချီးမြင့်မယ်ပြောပြီးပျောက်ကွယ်သွားပါတယ်10ဘီလီယံကိုဘယ်လိုရှာရမလဲစိတ်ညစ်နေတဲ့အချိန်မှာ2ဘီလီယံတန်ဖိုးရှိတဲ့ကြောက်တုံးတုံးကိုတီရီတွေးလိုက်ပါတယ်တီရီကအလုသမားတွေကိုဒီကြောက်တုံးကိုရောင်းပေးမလားလို့မေးလိုက်တော့တီရီကိုအချုပ်ဖမ်းကျင်နေတဲ့အလုသမားတစ်ယောက်ကကြားထဲကအမျက်ထုတ်ပြီး900နဲ့ရောင်းလိုက်ပါတယ်2ဘီလီယံတန်ကြောက်ကောင်းတုံးရထားတော့ကိုမြင့်မြတ်စီကိုဖုံးလန်းဆက်ပြီးတော့ပညာရှင်တွေကိုတွားပြတော့တာပေါ့2ဘီလီယံတန်နဲ့ဆိုတော့ပညာရှင်တွေကမယုံကြည်ပဲအကုန်ဝိုင်းပြီးဟားကြတာပေါ့အမိုက်လားယတနာလားတိအောင်ခွဲကြည့်လိုက်တဲ့အခါမှာရှားပါကြောက်စိမ့်ဖြစ်နေတော့အဖိုးကြီးက2ဘီလီယံပေးပြီးဝယ်မယ်လို့ပြောပါတယ်ဒါပေမဲ့မတီရီက2ဘီလီယံမယူပဲသူ့ကိုအကဲဖြတ်ပညာတွေတင်ပေးဖို့အတွက်အဖိုးကြီးကိုဆရာတင်လိုက်ပါတယ်ဆရာကတပည့်ကိုကျိုးဆိုတဲ့အနေနဲ့9မီလီယံတန်တဲ့ပစ္စည်းကိုလက်ဆောင်ပေးလိုက်ပါတယ်တီရီဟာနိုင်ငံတော်ပိုင်ရတနာတွေကိုပြလိုက်ကိုအများပြည်သူတွေကြည့်ရှုနိုင်အောင်လို့လှူဒန်းလိုက်ပါတယ်နောက်တစ်နေ့မှာတော့တီရီဟာသူ့မတငယ်ချင်းမျက်နှိုးနဲ့ကော်ဖီတောက်နေတော့မြေကြီးထဲမှာ10ဘီလီယံတန်တဲ့ပစ္စည်းတစ်ခုကိုတွေးလိုက်ရပါတယ်တီရီရဲ့ပိုင်ဆိုင်မှု10ဘီလီယံပြည့်သွားတဲ့အခါချမ်းသာခြင်းနဲ့ဖျားကတီရီကိုလက်နဲ့ထိလိုက်တာနဲ့ရွှေဖြစ်ပြောင်းလဲစေတဲ့အစွမ်းကိုပေးလိုက်ပါတယ်ဒီလိုနဲ့တီရီဟာနက်မျက်စိအစွမ်းကိုအသုံးပြုပြီးကိုပိုင်ပြတိုက်တစ်ခုဖွင့်ကစသိမ်းသွားပါတော့တယ်ခင်ဗျာ